တို့လိုင်းမော်ကမွေးဆွေများကျွန်တော်မွေးကနန်းလေးတစ်ခွက်ပေါ့နော်အဲ့ဒီမှာသူကဒီမှာနှစ်နောက်ပိတ်နဲ့တစ်ပရိတ်ဒီ2001ကစပေးရ2021ကစပေးရပေါ့နှစ်နောက်ပိတ်နဲ့တစ်ပရိတ်နောက်နေ့မှာနှစ်နောက်ပိတ်နဲ့နှစ်ပရိတ်နောက်နေ့ထဲမှာနှစ်နောက်ပိတ်နဲ့3ပရိတ်နောက်နေ့ထဲမှာနှစ်နောက်ပိတ်နဲ့4ပရိတ်နော်နှစ်နောက်ပိတ်နဲ့နောက်နေ့ထဲမှာ5ပရိတ်နှစ်နောက်ပိတ်နဲ့ဒီနေ့ထဲကို6ပရိတ်ထွားမှာပေါ့နော်6ပရိတ်ထွားမှာတော့ကျွန်တော်တို့က6ပရိတ်ဆိုတာကျွန်တော်တို့နှစ်နောက်ပိတ်နဲ့တစ်ပရိတ်နှစ်နောက်ပိတ်နဲ့2ပရိတ်နှစ်နောက်ပိတ်နဲ့3ပရိတ်နှစ်နောက်ပိတ်နဲ့4ပရိတ်နှစ်နောက်ပိတ်နဲ့ဒီမှာ5ပရိတ်ရှင်5နဲ့နှစ်နောက်ပိတ်နဲ့6ပရိတ်ထွားမှာပေါ့ထွားမှာဆိုကျွန်တော်တို့ကဒီ10ခွက်ရှိတယ်ပေါ့ဗျာ341342နှစ်13နှစ်နှစ်ထွိုင်း31နှစ်432နှစ်ကျွန်တော်တို့ဒီ59နှစ်59နှစ်တို့59နှစ်68နှစ်9နှစ်686နှစ်95နှစ်တော့ဒီ10ခွက်ရှိတယ်ပေါ့နော်ဒီ10ခွက်ကိုကျွန်တော်တို့ကသူကဘလို့တွေသွားအောင်ဆိုတော့ကျွန်တော်တို့ဒီတစ်နောက်ပိတ်နဲ့တစ်နောက်ပိတ်နဲ့နှစ်နောက်ပိတ်နဲ့တစ်ပရိတ်နှစ်နောက်ပိတ်နဲ့2ပရိတ်နှစ်နောက်ပိတ်နဲ့3ပရိတ်နှစ်နောက်ပိတ်နဲ့4ပရိတ်ကျွန်တော်နှစ်နောက်ပိတ်နဲ့ဒီမှာ5ပရိတ်အဲ့မှာကျွန်တော်နှစ်နောက်ပိတ်နဲ့6ပရိတ်ဒီနေ့တည်းထွားမှာတော့ဒီ10ခွက်ထဲရပါဗျာနော်10ခွက်ထွားရမှာပေါ့ထွားပါဒီ10ခွက်လိုင်းထိုးရင်တော့ဒီ10ခွက်လိုင်းကကြာတော့ပိုးသေးကြတာပေါ့ဗျာအဲ့မှာတကွက်တော့ तू ကဘလို့လိမ့်နေတယ်ဗျာနော် तू ကလိမ့်နေတယ်လိမ့်နေဘလို့ဆိုနှစ်နောက်ပိတ်နဲ့1ပရိတ်ဒီနှစ်နောက်ပိတ်နဲ့1ပရိတ်ကို तू နေဦးကနန်းတယ်ရှင်းလုံးမောင်းချင်းကနှစ်အဲ့နှစ်မို့လို့ तू ကနှစ်တိတ်စီးနဲ့နှစ်နောက်ပိတ်နဲ့1ပရိတ်တယ်အဲ့ဒီမှာခုနှစ်နောက်ပိတ်နဲ့2ပရိတ်နှစ်နောက်ပိတ်နဲ့2ပရိတ်ဆိုတော့ तू ရှင်းလုံးပေါင်းချင်းဒီ6မို့လို့တွင်6ထိတ်စီးနဲ့ तू ကနှစ်နောက်ပိတ်နဲ့2ပရိတ်အဲ့ကြောင့်နှစ်နောက်ပိတ်နဲ့3ပရိတ်ဒီနှစ်ဥပဲ तू ကဒီရှင်းလုံးပေါင်းချင်းဒီ6အဲ့6ဒီ6ထိတ်စီးနဲ့နှစ်လုံးပေါင်းနဲ့3ပရိတ်အဲ့မှာနှစ်လုံးပေါင်းရင်နှစ်နောက်ပိတ်နဲ့4ပရိတ်4ပရိတ်ဆိုနေဦးကနန်းကိုကြည့်လိုက်တော့9နဲ့9နဲ့ပေါင်းတော့6ထိတ်စီးနဲ့နှစ်နောက်ပိတ်နဲ့4ပရိတ်အဲ့မှာ तू က4ကတ်ဒီပေးတာပဲနော်နှစ်နောက်ပိတ်နဲ့1ပရိတ်နှစ်နောက်ပိတ်နဲ့2ပရိတ်နှစ်နောက်ပိတ်နဲ့3ပရိတ်နှစ်နောက်ပိတ်နဲ့4ပရိတ်4ကတ်ဒီပေးတယ်ဒီမှာ5ကတ်ကျတော့ကျွန်တော်တို့ကဒီ5နှစ်ပေါ့ဗျ5နှစ်နောက်ပိတ်5နှစ်အဲ့ဒီမှာဒီမှာရှင်းလုံးပေါင်းရင်4ဗျနေဦးကနန်း4ဆိုတော့4 9နှစ်ဆိုတဲ့ကနန်းကို4 9နှစ်လို့ပေးရမှာ4 9နှစ်မပေးရနဲ့ तू က4 5နှစ်ဟို5နှစ်ပဲပေးတာပေါ့နော်ဒီကောင်ဖြတ်ပလိုက်တာပေါ့နော် तू ကဖြတ်ပလိုက်ပြီး तू ကဘလို့လှည့်ပလိုက်တာတုံးဆိုတော့ तू ကဒီနှစ်နောက်ပိတ်နဲ့1ပရိတ်ကနေမပေးဘဲနဲ့နှစ်နောက်ပိတ်က2ပရိတ်ကနေသွားတာပေါ့ဒီမှာနှစ်နောက်ပိတ်နဲ့2ပရိတ်နှစ်နောက်ပိတ်နဲ့3ပရိတ်နှစ်နောက်ပိတ်နဲ့4ပရိတ်နှစ်နောက်ပိတ်နဲ့5ပရိတ်နှစ်နောက်ပိတ်နဲ့ဒီနေ့နဲ့6ပရိတ်ပေါ့နော်6ပရိတ်ဆိုတော့နှစ်နောက်ပိတ်နဲ့2ပရိတ်2ပရိတ်ကို तू ကနေဘလို့ပဲ1 2 3 4 5ချိန်မှာသူ့ရဲ့5ချိန်မှာ1ပရိတ်က1ရဲ့ဒီထိပ်စီး6ရဲ့ပေါ့နော်ခွန်ဖြည့်ရှင်းတဲ့နှစ်နောက်ပိတ်နဲ့2ပရိတ်ဒုတိယနှစ်နောက်ပိတ်နဲ့3ပရိတ်1 2 3 4 5ချိန်မှာပဲ तू ကပရိတ်က1အဲ့ပရိတ်နဲ့ဒီထိပ်နဲ့ပေါင်းလာခွန်နော်ဒီခွန်တွေသွားမှာပါဗျာနော်ခွန်တွေသွားမှာပါဗျာခွန်ဖြည့်ရှင်းတဲ့နှစ်နောက်ပိတ်နဲ့2ပရိတ်ဟောနှစ်နောက်ပိတ်နဲ့3ပရိတ်အဲ့ကြောင့်နှစ်နောက်ပိတ်နဲ့4ပရိတ်4ပရိတ် तू ကလည်း5ချိန်1 2 3 4 5ချိန်မှာပရိတ်က तू 1ပရိတ်နဲ့ဒီ6ထိပ်နဲ့ပေါင်းရင်လည်းခွန်ပဲခွန်ဖြည့်ရှင်းတဲ့နှစ်နောက်ပိတ်နဲ့4ပရိတ်အဲ့ကြောင့်ဒီမှာနှစ်နောက်ပိတ်နဲ့5ပရိတ် तू လည်း5ချိန်1 2 3 4 5ချိန်မှာပရိတ်ကဒီမှာ9ခွန်ဖြည့်အောင်8ထိပ်8ထိပ်ကြီးနဲ့ तू ကနှစ်နောက်ပိတ်နဲ့5ပရိတ်ဒီနေ့တည်းမှာ तू နှစ်နောက်ပိတ်နဲ့6ပရိတ်ကထွားရမှာပါ6နောက်ပိတ်နဲ့6ပရိတ်ဆိုရင်ကျွန်တော်တို့ခူပွဲဆိုလို့ရင်1 2 3 4 5ချိန်မှာကျွန်တော်ပရိတ်ကဒီမှာ6ပေါ့ဗျာခွန်ဖြည့်အောင် तू ကဒီခွန်ဖြည့်အောင် तू ကတစ်ထိပ်သွားပေးရမှာ तू ကတစ်ထိပ်နဲ့ तू ကသူ5ချိန်1 2 3 4 5နဲ့ तू ပရိတ်က6ခွန်ဖြည့်အောင်တစ်ထိပ်ဆိုတော့နှစ်နောက်ပိတ်ဆိုဒီ3နှစ်လို့ထိုးရမှာပေါ့ဗျာနော်3နှစ်ထိုးရမှာသဘောတရားကိုကျွန်တော်တို့က10ခွက်ထိုးမယ်ဆိုလည်းဒီ10ခွက်ထိုးပေါ့ဒါသေချာပေါက်ထွက်မှာပါဒီ10ခွက်လိုင်းကဒီလိုလိုင်းမျိုးတွေထွက်ပါတယ်ကျွန်တော်တို့10ခွက်လိုင်းမွေးခြင်းနဲ့လူတစ်ခွက်တည်းမွေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီဒါကတော့နည်းနည်းတင်ထိုးပေါ့ဗျာကျွန်တော်ကနန်းတော့ပလေးပေါ့ဒီလိုလိုင်းမျိုးသေချာပေါက်ထွက်မှာပါသေချာပေါက်ကိုထွက်စီရပါမယ်သေချာပေါက်ကိုထွက်စီရပါမယ်ကျွန်တော်ဒီလိုလိုင်းမျိုးကဒါမှလုံးဝပြတ်မဲ့စိုက်မဟုတ်ပါဘူးသေချာပေါက်ထွက်ပြရမယ်ဝိုင်းမှာအဲ့ကြတော့ကျွန်တော်တို့ကခုပွဲဆိုလို့ရင်ကျွန်တော်တို့ကဒီ3နှစ်သွားနေ1 2 3 4 5ချိန်မှာ6ပရိတ်နဲ့ဒီတစ်ထိပ်နဲ့ပေါင်းတော့ဒါခွန်1နှစ်နောက်ပိတ်1 3နှစ်ဆိုတော့ကနဒဲရမှာပါနောက်ပွဲဆိုလို့ရင်ကျွန်တော်တို့ကဒီမယ်1 2 3 4 5ချိန်မှာဒီမှာပရိတ်က5ပရိတ်နဲ့ဒီခွန်ပြအောင်နှစ်ထိပ်နှစ်ထွိုင်းပေါ့ဗျာဒါနောက်တော့ဟိုဟာ17ချိန်ပေါ့17ချိန်ဆိုလို့ရင်သူတို့က1 2 3 4 5ချိန်မှာဒီမှာပရိတ်နှစ်ခွန်ပြအောင်5ထိပ်တော့ဒါ9နှစ်ပေါ့ဗျာနော်
အဲ့ဒီလိုတကွပေါ့တကလည်းနာရှိတဲ့လူများဒါကြည့်သွားလိုက်ပါ1 2 3 4ဒီ5ချိန် break နဲ့ထိတ်နေပေါင်းခွန်ပြေချင်းနဲ့ဘယ်နှခွန်ပေးရကွာ1ခွန်2ခွန်3ခွန်4 4ခွန်က4ခွန်ပြီးသွားရင်ဒါ5ခွန်မြောက်ပေါ့နော်နင်းနောက်ပေးတဲ့နင်း break 1 2 3 4 5ချိန်မှာဒီ break နဲ့ဒီထိတ်နေပေါင်းတော့ခွန်နင်းနောက်ပေးတဲ့2 break နင်းနောက်ပေးတဲ့3 break 1 2 3 4 5ချိန်မှာဒီ break 1နဲ့6ထိတ်နေပေါင်းနဲ့ခွန်တော့ခွန်ပြေချင်းနဲ့နင်းနောက်ပေးတဲ့3 break နင်းနောက်ပေးတဲ့4 break 1 2 3 4 5ချိန်မှာ break 1 6ထိတ်နေပေါင်းတော့ခွန်ပြေချင်းနဲ့နင်းနောက်ပေးတဲ့4 break နင်းနောက်ပေးတဲ့5 break 1 2 3 4 5 break 9 break နဲ့ဒီရှင်းနေပေါင်းတော့ခွန်ပြေချင်းနဲ့နင်းနောက်ပေးတဲ့5 break အဲကြောင့်နင်းနောက်ပေးတဲ့2 break ပြီးသွားနင်းနောက်ပေးတဲ့3 break ပြီးသွားနင်းနောက်ပေးတဲ့4 break ပြီးသွားပြီနင်းနောက်ပေးတဲ့ဒီမှာ5 break ပြီးသွားပြီကိုနင်းနောက်ပေးတဲ့6 break ဆိုရင်ကိုပဲဆိုရင်1 2 3 4 5 break က6ခွန်ဖြစ်အောင်တစ်ထိတ်နင်းနောက်ပေးတော့1 3 2ပေါ့ဗျာဒီကနန်းပေါ့နော်အဲ့မှာကျွန်တော်တို့ဒါမွေးပေါ့ဗျာဒီကနန်းကတပတ်တစ်ခါပေါ့ဒါမှမဟုတ်ဒီ10ခွက်လုံးမွေးမှဆိုလဲဒါမွေးပေါ့ဒီကနန်းအသေးချာပေါ့ထွက်မှာပါဒီ site မျိုး10ခွက်လိုင်းမျိုးကဒါကွက်ထဲကတော့ကျွန်တော်တို့ဒါချုပ်နေတော့ချုပ်တာပေါ့နော်ခွန်ပြေချင်းလည်း1 2 3 4ခွန်ပေါင်းရင်ခွန်ပြေချင်းနဲ့ဖြစ်သွားတော့နော်အဲ့တော့ဒီကနန်းလေးပြရင်းနဲ့ကျွန်တော်တို့ဒီပွဲကကျွန်တော်တို့ဒီရန်ကောင်းပါတယ်ဒီပွဲတပွဲသားဝယ်မဲ့သူနဲ့ကျွန်တော်တို့2000ပါဗျာနော်2000ပါဗျာနော်ဖုန်းနံပါတ်ကတော့39ခွန်3 691ဒါ98နှစ်ပါ98နှစ်ပါကျွန်တော်ဒါဖုန်းဆက်လို့ရပါတယ်ဗျဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ဖုန်းဆက်လို့ရပါတယ်ခွန်3 691 98နှစ်ကိုကျွန်တော်ဆက်လို့ရပါတယ်တနေ့ကုန်ထီးဆိုတော့ကျွန်တော်တို့9000ပေါ့ဗျာနော်ဒီချိန်ကကျွန်တော်တို့အောမှာပါဒီချိန်ကအောမှာပါဒီချိန်ဒါအောမှာပါအောမှာဆိုဒီချိန်ကပါအောရှိတယ်ဒူအောရှိတယ်ပါအောတစ်ကွက်ဒူအော2ကွက်ပေါ့ဗျာနော်ဒါဒီပွဲထွက်ပါတယ်ဒီချိန်က12ချိန်ရောပေါ့နော်12ချိန်ရောကျွန်တော်12ချိန်နဲ့ရန်ကောင်းလို့ပါထုတ်ရောင်းတာပါစိုက်တာကောင်းတယ်မှာပေါက်နိုင်တော့ပေါက်ဖို့အားများတော့ကနန်းပေါ့ဗျာနော်ဒီချိန်10ချိန်နဲ့12ချိန်နဲ့ထုတ်ရောင်းတာပါ10ချိန်နဲ့12ချိန်တော့ကျွန်တော်တို့ထုတ်ရောင်းတာပါနော်ဒါတနေ့နာဆိုတော့9000ပေါ့နှစ်ကုန်ပြီဆိုတော့တပွဲတာဆို2000ပေါ့နော်ကဲဒါလေးပြောရင်းနဲ့ဒီကနန်းလေးမွေးမယ်ဆိုလဲ10ကွက်လိုင်းလေးမွေးနဲ့ဒီကွက်ထဲမွေးမယ်ဆိုလဲဒီလိုပေါင်းချင်းလေးနဲ့သွားပေါ့ဗျာနော်နောက်ပွဲဆိုလို့ရင်သူက1 2 3 4 5မှာ break ဒီ break နဲ့ဒီထိတ်နဲ့ပေါင်းတော့ခွန်တဲ့နှစ်ထွိုင်ပေါ့ဗျာနော်6 break break က6 break မူသေးပေါ့နှစ်နောက်ပိတ်နဲ့6 break ကမူသေးပေါ့အဲကောင်သွားနဲ့ကျွန်တော်တို့နဲ့ကဲအားလုံးကြားမှာချမ်းသာကြပါစေဗျာချဲတီများတွေကြီးပေါက်ကြပါစေ